조리가 엄마라라 만냐리 띠용는 띠로미야 부비야 찜마야마 에로 면소피아의 따다나 쓰만고 마디 바고 찜마리 찜마리 베야리 어디 마리 베야 तमठा 소리에 लोग युफत तरह से आती है तमठा में तखु को आयुं साइबी युफत से तरह से नहीं है खामा अरी आयुं मा सिका टीची नहीं तमठा में अरी लो तमठा लोग नहीं तबो विशी न्यासो अभिया ये तमठा चारो अरी लो मोहू कामगों आयुं नहीं ने केवल दुआओं लोग तमठा तचोदो तमठा रिगा चंदारे कामगों नहीं याबू तो लोग तमठा मटूအဲ့တော့ကျင့်တဲ့အခါမှာလေတီလာစောက်တီပုံကြီးကလည်းမတူဘူးဒါကြောင့်မလို့အမှန်တရားကိုမသိဘဲနဲ့မှန်ကန်တဲ့အကျင့်ကိုမကျင့်နိုင်ဘူးဒါကြောင့်မို့တမာဒိဋ္ဌိနဲ့မိစ္ဆာဒိဋ္ဌိဆိုတော့မြတ်စွာဘုရားခွဲပြီးထားတာမှန်ကန်တဲ့အမြင်ကိုမမြင်ဘဲနဲ့မှန်ကန်တဲ့အသိကိုမသိဘဲနဲ့မှန်ကန်တဲ့အကျင့်ကိုမကျင့်နိုင်ဘူးတူတလူလူတွေရှိတယ်ဒါကြောင့်မြတ်စွာဘုရားသာသနာကိုအရင်းမြစ်ကသိအောင်လို့အစအနေပြန်ဖော်ထုတ်ပြီးနေရတာဒါကိုနားမလည်ပဲမိမိတို့ဖတ်ခဲ့ဘူးတဲ့မိမိတို့ခိုင်းရဲ့အယူဝါဒခိုင်းစကားတစ်ခုလောက်ကိုလာပြီးတော့ပြောတဲ့ခါကျတော့တခါလေကြာအဲ့ဒီလူတွေကိုဘန်းပလိုက်တာသူတို့လည်းနားလည်နိုင်မှာမဟုတ်ကိုပြောတာလည်းနားလည်နိုင်မှာမဟုတ်ဘူးအဲ့တော့သူတို့ဝင်ရေးလိုက်တဲ့ comment တစ်ခုကိုကြံတဲ့လူတွေကပါရောင်ဝါးပြီးလိုက်သွားလို့ရှိရင်ကိုကျော်ကြီးတို့ပြောတဲ့စကားကိုနားလည်မှာမဟုတ်တော့ကိုကျော်ကြီးပြောတဲ့စကားဆိုတာမြတ်စွာဘုရားရဲ့သာသနာကိုပြန်ဖွင့်ပြတာတကယ်နားလည်အောင်ဖွင့်ပြတာမြတ်စွာဘုရားကလူဘိန်းနားလည်အောင်ကိုလူဘိန်းဆိုတာတာမန်လူအသိဉာဏ်ရှိတယ်သဘောတရားကိုနားလည်နိုင်တယ်လူလိုအသိဉာဏ်ရှိတဲ့လူတွေကိုနားလည်နိုင်အောင်မြတ်စွာဘုရားတရားဟောနိုင်တယ်ဘလူလူမျိုးတွေကြမှာမြတ်စွာဘုရားကရှောင်ရှောင်ပြီးဟောလဲလူမျိုးတော့ခုနအယူဝါဒရှိနေတဲ့လူတွေအဲ့ဒီလူတွေကြတော့သူတို့ရဲ့အယူဝါဒကြီးကိုစုပ်ကန်ပြီးတော့နားထောင်တာဖြစ်ချင်းကျွန်းဒီစကားကိုနားမလဲတာအယူဝါဒကိုစုပ်ကန်ပြီးတော့နားမထောင်တဲ့လူကဒီစကားရဲ့အနက်အတိတ်ပဲသဘောကိုနားထောင်တဲ့လူကစကားနားလဲစကားနားလဲခြင်းပါဠိနားလဲခြင်းလို့မြတ်စွာဘုရားကအဲ့လိုကိုပြောတာအဲ့ဒါတွေကိုနားမလဲပဲမြတ်စွာဘုရားရဲ့တရားကိုမသိနိုင်ဘူးဟုတ်လားဘုဒ္ဓနီကလည်းဘာသာကြားတယောက်ကအယူဝါဒတရားပြတဲ့ယုံစရာမှမလိုပဲဟာစကားခမရတဲ့ပြောသမျှကိုယုံလိုက်လို့ရှိရင်တဲ့ဟိုဘလို့လို့လောကကြီးခုနေဖြစ်မှာလေဆိုတော့အဲ့ဒါကစကားနားမလဲခြင်းပြတ်တာအရင်ဦးဆုံးနားထောင်တဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်ကဘာစကားပြောတာလဲဆိုတော့စကားကိုနားလဲရတယ်စကားကိုနားလည်ပြီးယုံတာမယုံတာကနောက်တစ်ပိုင်းဖြစ်တယ်လူများပြောမင်းပြောတဲ့ငါယုံရမှာလားဆိုတာကြီးอ่ะအဲ့ဒါကငကိုတဲကကို့မှာကအစွဲကြီးနဲ့ဒီကောင်ပြောရင်ငါယုံစရာမလိုဘူးဒီကောင်တန်လျာနေနဲ့နားထောင်နေတယ်ဆိုတော့ဟုတ်ကောမဟုတ်တော့လူတယောက်ပြောလိုက်တယ်ဒီစကားကဘာပြောတာလဲအနက်အဓိပ္ပာယ်ကဘာလဲဘာကိုဆိုလိုတာလဲအရင်ဆုံးသိအောင်လုပ်ရတယ်သိပြီးသွားရင်လက်မခံဘူးကွာဘာဖြစ်လဲကိုယ်စိတ်နဲ့ကိုယ်လေလက်မခံနိုင်ဘူးဘာသာတရားတွေအားလုံးကလက်ခံအောင်ပြောနိုင်တယ်ယုံကြည်မှု message ကိုပေးနိုင်တယ်မပေးနိုင်တာကကိုယ်တိုင်သိနိုင်တဲ့တရားကိုမပေးနိုင်တာဘာသာတိုင်းကဘာဖြစ်လို့လူတွေကိုးကွယ်ကြလဲလို့ပြီးလို့ရှိရင်ယုံကြည်အောင်ပြောနိုင်လို့ကိုးကွယ်တာအဲ့တော့ဒါကြောင့်မလို့ကိုကျော်ကြီးကပြောတာဘာသာတရားအားလုံးရဲ့ basement ထိုင်ထားတဲ့အခြေခံကဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ဘာသာပဲဖြစ်ဖြစ်အစ္စလာမ်ဘာသာပဲဖြစ်ဖြစ်ယုံကြည်မှုကိုအခြေခံထိုင်ထားတာယုံကြည်မှုပေါ်မှာပဲအားလုံးက base ထိုင်ထားတာကိုယ်တိုင်သိလားလို့မေးလို့ရှင်ဘာသာရေးခေါင်းဆောင်တွေအစကိုယ်တိုင်သိတယ်တယောက်မှမရှိဘူးဒါကြောင့်မလို့မြတ်စွာဘုရားကကိုယ်တိုင်သိတရားကိုပဲပြောတာအဲ့ဒီမှာကွာဟသွားတာဒါကြောင့်မြတ်စွာဘုရားသာသနာကဘာနဲ့မှမတူဘူးလို့ပြောတာမြတ်စွာဘုရားကလူဘိန်းတယောက်နားလဲဘယ်လောက်ထိရှင်းရှင်းလင်းလင်းဟောတယ်ဆိုဒီခန္ဓာကိုယ်ကြီးကိုမီးစာကြီးလို့သတ်မှတ်ကြတယ်ယဟန်ဘာကိုခေါ်ထားတဲ့ချိန်မှာဒီမီးစာကုန်လို့ရှင်ဒီမီးပဲရောက်သွားလဲငြိမ်းသွားတယ်ဆိုတဲ့သဘောတရားကိုရှင်းပြတဲ့အခါမှာဒီခန္ဓာကိုယ်ကြီးကိုမီးစာလို့သတ်မှတ်တယ်အဲ့ဒီမီးစာပေါ်မှာဆွဲပြီးလောင်နေတဲ့အရာတွေကကိလေသာမီးတွေကိလေသာကလောင်စာထိုးပေးလိုက်တဲ့အတွက်လောင်နေတာကသိမှုဝိညာဉ်သဘောတရားစိတ်ပဲပြောဝိညာဉ်လို့ပဲပြောအဲ့ဒါသိမှုသဘောတရားတွေနံတရားတွေအဲ့ဒါတွေကမျက်လုံးသိမှုတွေဖြစ်နေလို့ရှိရင်မျက်လုံးမှာလောင်နေတယ်လောဘဒေါသမောဟနဲ့ပေါင်းလိုက်တဲ့ခါမှာမျက်လုံးသိမှုတွေကဒီအစင်းကိုမြင်တာပဲတစ်ဖက်ကလူကမြင်လိုက်တာလောဘနဲ့မြင်လိုက်တယ်နောက်တစ်ယောက်ကမြင်တဲ့လူကအလောဘနဲ့မြင်လိုက်တယ်မတူတော့ဘူးမြင်တဲ့အမြင်ကြီးအဲ့ဒီပုံမှာအဲ့ဒီအစင်းပုံမှာဆွဲပြီးလောင်တဲ့မီးကမတူတော့ဘူးဒါကိုမြတ်စွာဘုရားကယဟန်တွေကိုစနစ်တကျနဲ့ရှင်းပြတယ်တုတ်တန်ဒေသနာတွေတော်တော်များများအဲ့တော့လူကလောဘဒေါသအစင်းတွေကိုမြင်တဲ့အတန်တွေကိုကြားတယ်အဲ့ဒီအတန်ပုံမှာဒီပုံမှာတက်မှတ်တဲ့ဆွဲလန်းတဲ့လောဘဖြစ်တဲ့ဒေါသဖြစ်တဲ့မောဟဖြစ်တယ်မသိမှုတွေဖြစ်တယ်အဲ့တော့ဒီမီးကဘာနဲ့တူနေလဲဆိုတော့ရက်ွက်ဒီဟလာ
စာဝူတွေတောတွေတစ်ပင်တွေကိုလောင်တယ်မီးနဲ့တူတယ်မီးကိုတွေအမဲလုံးကြီးထွက်လာမြင်မှုရတယ်မလားမီးလောင်မီးကိုတွေအမဲလုံးကြီးထွက်တယ်ပြာတွေထွက်တယ်မီးသွေးတွေထွက်တယ်မကောင်းတဲ့ညဉ့်ညမ်းတဲ့ဟာတွေထွက်တယ်အဲ့ဒါတွေအဝိဇ္ဇာတွေပဲဆိုတော့စီမီလေးထွန်းထားတယ်မီးစာရှိတယ်မီးစာအောက်မှာစီမီလေးထွန်းထားအဲ့ဒီစီမီလေးကမီးစာကိုဆွဲပြီးလောင်တာဖြစ်ချင်းကြောင့်သူ့ရဲ့မီးအလင်းအောင်ကကြံတဲ့လူတွေကိုချမ်းသာမှုပေးတယ်ရက်ွက်တွေအိမ်တွေလောင်တဲ့မီးကလူတွေကိုစိတ်ဆင်းရဲမှုပေးတယ်အဲ့တော့ထုတ်လွတ်တဲ့ပုံစံချင်းမတူဒါကြောင့်မို့လောဘဒေါသမောဟနဲ့လောင်တဲ့မီးကထုတ်လွတ်တဲ့ခါမှာမှိုင်းတွေထွက်လာတယ်အခိုးအငွေ့တွေထွက်လာတယ်အမဲတွေထွက်လာတယ်အဲ့တော့လူတွေကိုစိတ်ဆင်းရဲမှုပေးတယ်အလောဘအဒေါသအမောဟဆိုတဲ့လောင်စာထည့်ထားတဲ့အရာကြတော့ထွက်လာတဲ့အခါမှာလူတွေအတွက်စိတ်ချမ်းသာမှုတွေရတယ်အမြင်တွေရှင်းတယ်အဲ့ဒီမီးကလည်းပြိုးပြိုးပြက်ပြက်အယောင်တွေထွက်တယ်ဟိုဘက်ကမှောင်မှောင်မဲမဲအယောင်တွေထွက်တယ်ဒီဘက်မီးကပြိုးပြိုးပြက်ပြက်အယောင်တွေထွက်တယ်ဒါကြောင့်မလို့အလောဘအဒေါသအမောဟကိုလုတ်ကြတယ်ကုသိုလ်လို့ခေါ်တယ်လောဘဒေါသမောဟကိုအကုသိုလ်လို့ခေါ်တယ်အဲ့တော့အကုသိုလ်တွေကိုဖယ်ရှင်းလိုက်တဲ့အခါမှာမှိုင်းတွေအခိုးငွေ့တွေဆိုတဲ့အဝိဇ္ဇာတွေမလွတ်ဘူးအမောဟဆိုရင်ဝိဇ္ဇာအသိဉာဏ်အဲ့တော့ဒီလိုသဘောတရားတွေနဲ့ဒီခန္ဓာကိုယ်ကြီးကိုလောင်တယ်ဒီဒါဆိုရင်ဒီခန္ဓာကိုယ်ကြီးကလောင်စာဖြစ်နေတယ်မီးစာဖြစ်နေတယ်ဒီခန္ဓာကိုယ်ကြီးကမီးစာဟာလားလောဘဒေါသမောဟတွေကလောင်စာအလောဘအဒေါသအမောဟတွေကလည်းလောင်စာအဲ့တော့လောင်စာထဲ့ပုံချင်းမတူတဲ့ခါမှာထွက်လာတဲ့မီးရောင်ကလည်းမတူဘူးဒါဆိုရင်ဒီခန္ဓာကိုယ်ကြီးဖြစ်တဲ့မီးစာကြီးကဘယ်ရရလဲဆိုအဖြစ်သုံးအမေသွေးပေါင်းစပ်မှုကြောင့်ရတယ်အဲ့ဒီလိုပဲလောင်စာတွေထဲ့ရင်အလောဘတွေအဒေါသတွေအမောဟတွေဟာလားလောဘဒေါသမောဟဆိုတဲ့ဒီစန့်ကျင်ဘက်တရားနှစ်ခုဟိုဘက်ကထဲ့လိုက်ဒီဘက်ကထဲ့လိုက်ဒီမီးစာကလောင်ရင်းနဲ့မှိုင်းနေတက်ပြီးတော့ကုန်သွားတယ်အဲ့ဒီမီးစာအစ်စ်ကိုလဲရတယ်မီးစာအစ်စ်လဲခြင်းဒီဘဝတစ်ခုပြောင်းလဲသွားခြင်းပဲဘာမှမထူးဆန်းဘူးသဘောတရားတွေကအရန်ရှင်းတယ်မြတ်စွာဘုရားတရားတွေကဘဝတစ်ပန်းပြောင်းသွားတယ်ဆိုတော့ဘာလဲဆိုတော့မီးစာအစ်စ်ထပ်ထည့်လိုက်တာအဲ့ဒီမီးစာဘယ်ရရလဲဆိုတော့အဖေသုံးနဲ့အမေသွေးပေါင်းဆက်ခြင်းကနေရတယ်အဲ့တော့ပရိသေတွေ၄မျိုးနဲ့ရတယ်ပေါ့တနည်းနည်းနဲ့ရမယ်မီးကတော့တောက်လျှောက်လောင်စာရှိနေတယ်အလောဘအဒေါသအမောဟတွေနဲ့ဘာမှလောင်စာမရှိတဲ့မီးကဘာရှိတယ်ဆိုတဏှာဆိုတဲ့လောင်စာရှိနေတယ်ဒါဆိုဒီမီးကိုမငြိမ့်မချင်းဒီမီးကစင်စက်မပြတ်လောင်နေမယ်ဆိုတာဒီမီးကလောင်စာကိုဆွဲပြီးတော့စင်စက်မပြတ်လောင်နေတာဖြစ်ညောဒီမီးကအတ္တလားထာဝရတည်ငြင်းနေတဲ့အရာလားမဖောက်မပြန်တဲ့အရာလားထိုင်ကြည့်နေမီးတော့ကလေးတစ်ခုကိုထိုင်ကြည့်နေဒီသဘောတရားနဲ့အတူတူပဲဒီစိတ်ဝိညာဉ်ဆိုတဲ့သဘောတရားတွေဒါနဲ့အတူတူပဲ तू ကလောင်စာရှိနေလို့စင်စက်မပြတ်လောင်နေတာအခုနခန္ဓာဆိုတဲ့လောင်စာတွေမရှိရင် तू ကဘာကိုဆွဲပြီးလောင်နေဆိုတဏှာကိုဆွဲပြီးလောင်နေတယ်အဲ့တော့ဒီမီးကိုညှိမ့်ပြရတယ်ဒီတဏှာဆိုတဲ့လောင်စာကိုဖြတ်လိုက်တော့မှဒီမီးကငြိမ့်သွားတာဒီမီးငြိမ့်ခြင်းကိုနိဗ္ဗာန်လို့ခေါ်လိုက်တာအဲ့တော့ဒီသဘောတရားတွေကမြတ်စွာဘုရားကရှင်းရှင်းလင်းလင်းနေဟောတာနားလည်အောင်ဟောတာဒါဆိုရင်ဒီအကြောင်းတရားတွေကိုသိပြီဆိုဘာကိုကြည့်ရမှာလဲဆိုတော့အလောဘအဒေါသအမောဟကိုအရင်ဆုံးလက်ခံနိုင်အောင်လောင်စာတွေတန့်ရှင်းသွားအောင်အရင်လုပ်ရမယ်မှိုင်းမထွက်အောင်လုပ်ရမယ်လောဘဒေါသမောဟဆိုတဲ့မှိုင်းတွေကိုဖြုတ်ပြရမယ်ဒါတွေကိုဖယ်ဖို့အတွက်အရင်ဆုံးကြင်ကြံဒါတွေကိုမကြင်ကြံပဲနဲ့ဟာလားတရားစခန်းတွေဝင်တယ်ဟာလားတရားတွေဟောတယ်ပြောချင်တာပြောမိမိမှာလောဘဒေါသမောဟကရုပ်ရော့သွားခြင်းလည်းမရှိဘူးပျက်စီးသွားခြင်းလည်းမရှိဘူးဆိုရင်ဒီလောဘဒေါသမောဟတွေကိုရုပ်ရော့သွားပျက်စီးသွားဘာနဲ့ထင်သီလနဲ့ထင်ရတယ်သီလကလောဘဒေါသမောဟပို့ပြီးပွားလာအောင်လုပ်ရတဲ့အရာမဟုတ်ဘူးတမထနဲ့ထင်ရတယ်တမထကလည်းလောဘဒေါသမောဟပွားလာအောင်လုပ်ရတာမဟုတ်နောက်ဘွားကြရင်ဘလို့ကောင်းကောင်းနေခြင်းနဲ့ဟလာဘလို့လှုပ်ချင်တယ်ဘလို့ဖြစ်ချင်တယ်ဆိုလုပ်ရတဲ့အရာမဟုတ်ဘူးမိမိမှာအဲ့လိုလိုချင်တက်မှတ်တဲ့လှမ်းဆွဲထားတဲ့အရာတွေကိုရောနှဲသွားအောင်လုပ်ပြရတယ်သူတို့ဘာသာရှိပိုင်ဆိုင်မှုတွေကိုမကျူးကျော်မိအောင်ဒါတွေကိုနားလည်အောင်လုပ်ရတယ်အဲ့ဒီပြည့်ညက်သဘောတရားတွေကိုနားလည်အောင်လုပ်ရတယ်ဒါဆိုရင်ဒီသဘောတရားတွေနားလည်လာလို့ရှိရင်ပြစ္ဆုတ်ပံတက်မှာကိုနေရထိုင်ရတာအဆင်ပြေသွားတယ်ဒီလောက်အခုကိုကျော်ကြီးတို့ပြောတဲ့သဘောတရားလောက်မြတ်စွာဘုရားရဲ့တရားကိုနားလည်လို့ခမရခွေးမွေးမခံအောင်ကြုံမွေးမခံအောင်သဘောတရားအဲ့လိုရှိတယ်ခမရဘာဖြစ်လို့ခွေးမွေးခံရလဲအယူဝါဒခွေးတွေအမွေးခံရလဲခမရအယူဝါဒရဲ့ကြုံဖြစ်သွားတယ်ဆိုတော့လက်ရှိနေတဲ့လောကတဘာဝတရားကိုကိုယ်တိုင်မသိလို့အဲ့ဒီလောက်ကိုယ်တိုင်သိသွားပြီဆိုရင်သူများကကာမဂုဏ်ခံစားဖို့ကာမဂုဏ်အာယု၅ပါးခံစားဖို့ကိုခွေးဖြစ်ကြုံဖြစ်နေသူများဘဝတွေကိုမပံ့ပိုးပြီးတော့မိမိရှာထားတဲ့အရာတွေကိုပဲမိမိမှာပိုရှန်နေတဲ့အရာတွေကိုပဲသူများကတွေကိုမိမိရဲ့တရားအလျောက်မျှဝေတာပဲလုပ်တော့မှာ
အဲ့တော့အဲ့ဒီလိုကွာဟသွားတဲ့အမြင်တွေကွာဟသွားတဲ့အသိဉာဏ်တွေဖြစ်ဖို့ဆိုရင်မြတ်စွာဘုရားရဲ့စင့်ပန်တဲ့တရားကိုနားလည်ဖို့လိုအပ်တယ်ဒါမှမဟုတ်ကိုကျော်ကြီးတို့အခြေခံနားလည်မှုကိုအရင်ပေးတာဒုတိယမှာဘာကိုကျင့်ရမယ်ဆိုတာတဖြည်းဖြည်းနားလည်လာမှာဟုတ်လား